Okay, hello everyone.ကျွန်တော်ငါးလေးရောက်ခဲ့ပြီဖြစ်ပါတယ်။ကျွန်တော်ဒီနေ့မှာကျွန်တော်ရဲ့ဒီကိုကလနောက်တဲ့ episode လေးနဲ့ကြိုလိုပါတယ်ဗျ။ပထမ episode မှာတော့ကျွန်တော်ငွေမျိုးရေးလုပ်ခဲ့တယ်ပေါ့နော်။ဒီနေ့ video မှာတော့ကျွန်တော်တက်ပြရတဲ့ရှိပါတယ်။ဒါတော့ကျွန်တော်ရဲ့ cash ကြီးပေါ့နော် heavy cash ပေါ့နော်။ပြီးတော့ဘလို့ဒီမှာတွေ့မှာဖြစ်ပါတယ်။ဒါတော့ကျွန်တော်ရဲ့ table ကြီးပါ။ပြီးတော့ဘလို့တို့ကိုပြတာရှိပါတယ်။ဒါတော့ကျွန်တော်ရဲ့ table ကြီးပါဒါတော့ကျွန်တော်ရဲ့ adder တွေကိုပါဟိုနေရာပဲကျွန်တော်မို့တိထည့်ထားတာပေါ့နော်ဒီပေါ်တက်တရင်နဲ့အစီဒီမှာတွေ့ရတာပေါ့နော် yeah ပြီးတော့အောက်မှာစောက်ထားတွေအများကြီးရှိပါတယ်ဒါတော့ကျွန်တော်ရွှေကနထားစရာလည်းမရှိဘူးဒီမှာထားတာပြည့်ဖြည့်ပြီးတော့ယူဖို့မိခဲ့ကိခိုင်းတော့ပစ္စည်းညာဟောတော့လည်းမယ် okay စပေါ်မှာဆက်ထားတယ်ဘလို့လို့အောက်လိုက်ပြပါမယ်ဟာဒီမှာဆိုကာခရိုင်ကျော်တွားရည်လည်းကားဒီမှာဆိုရင်ကျွန်တော်ရလာတဲ့ပစ္စည်းတွေပေါ့နော်အောင်မြင်လည်းရှိပါတယ်ကျွန်တော်အဲ့ရအောင်မှာပဲပေါ်ထားတယ်ဒါတော့ကျွန်တော်နောက်ထပ်ရထားတဲ့ဥတွေပေါ့နော် yeah အခုလည်းရှိဒါတော့ကျွန်တော်ရဲ့တောင်းရတဲ့ဥစ္စာလေးပေါ့နော်ဒီလေးတွေလိုက်ထိုင်ထားနေတယ်ဘေးကအေးရတော့စောက်တာလည်းတော့ကြာပြီဒါပေမဲ့ဗီဒီယိုလောက်ရတာပြေးလို့ကိုကတော့ကျွန်တော်store ကိုလေးစောက်ပါမယ်ဒီနားလေးမှာစောက်ပါမယ်စောက်ပြီးမှပဲပြန်လေးကြောင်းပါမယ်ဗျโอเคဘလို့လို့ကိုကတော့ကျွန်တော်ရဲ့ store ကိုလေးပြီးတော့ပါပြီဗျဘလို့လို့ပြဖို့ပဲကြားတော့တယ်yeah ဒါတော့ကျွန်တော်ရဲ့ store ကိုလေးပါဒီကိုလာပါတယ်ဒီကကျွန်တော်စောက်ပြီးတော့ကြိုက်ပါတယ်ထဲကိုလည်းပြောရမယ်ထဲမှာတော့ဘာမှတင်မလို့ချက်လေးနဲ့ထားရတယ်အဲ့ဒီကတင်လို့ရှိရင်အဲ့ဒီလိုတင်ဘာကြည့်တော့လဲရပါလိပြေးပိုက်လိုက်ရပါပြီလို့ထဲမှာတော့ဘာမှထဲကြားမစလို့လားထဲမှာပေးလာပေါ့နေပြောတော့ဒီလမ်းလေးကိုလည်းပြေးလိုက်တဲ့ဘောနော်ဒီမှာဆိုချယ်ရီပဲလေးတွေထားသေးတယ်yes ဟဲ့ပါရဲ့ဒါကျွန်တော်ချက်ဆိုတော့ဒီတာဝါလေးပေါ့နော်ဒီတာဝါလေးနဲ့တို့ရဲ့ဘောလေးပါချက်ပါလေဒါတာဝါလေးပါဒါစေးပေါ်နေနေလို့ပါတယ် yeah ဒီမှာဆိုနေပြီးရေလောက်ထားတယ်ကျွန်တော်မိုက်တူရအောင်ပေါ့နော်ဒီမှာဆိုကျွန်တော်ရွှေငွေထားတယ်ပါနော်ဒါတော့ကိုယ်ကျွန်တော်တဲဖို့ပေါ်ကနေရွှေထားတာပေါ့နော်တဲဖို့မှာပထမထားရသေးတယ်နောက်လည်းထားတော့မရှိဘူးဒါတော့ကျွန်တော်ထားမယ်ဒါတော့ကျွန်တော်ရဲ့နိုင်ငံရေးပလောက်ဒီတင်ရဆိုတော့ကျွန်တော်ကြည့်ရမယ်ပေါ့နော်ကဲအားလုံးပဲဒါဒီနေ့ဗီဒီယိုမှာကျွန်တော်တို့ရဲ့ကိုစောက်ရတယ်နောက်ဗီဒီယိုမှာပဲပြလို့ကြမှာပဲဗျအားလုံးပဲဒီနေ့ဗီဒီယိုလေးကိုတက်လိုက်ပါပဲကျွန်တော်ရဲ့ဗီဒီယိုလေးကို like subscribe လုပ်ဖို့လည်းတောင်းဆိုရပါတယ်ဗျအားလုံးပဲ bye bye